ချမ်းသာကြွယ်ဝသောအမျိုးသားကြီးသည်သူ၏ပျောက်ဆုံးနေသောမြေကိုရှာတွေ့ခဲ့ပြီးအမေရိကန်ဒေါ်လာ9ဘီလီယံကိုပေးအပ်ခဲ့ပြီးထိုပတ်စံအားလုံးကိုတစ်လအတွင်းသုံးစွဲပြည့်ရန်သူ၏သားအားတောင်းဆိုခဲ့သည်ပေးထားသည့်အချက်မှာထိုပတ်စံများကိုအမျိုးသမီးများအတွက်သာသုံးစွဲရမည်ဖြစ်ပြီးထို့သို့မဟုတ်ပါကအမွေကိုဆက်ခံနိုင်မည်မဟုတ်ပေထိုမျိုးသားသည်ပတ်စံကိုမိတို့သုံးစွဲရမည်ကိုစိုးရိမ်နေစဉ်တွင်လမ်းသွားလမ်းလာများကဘေးနားတွင်ကားပြပွဲတစ်ခုရှိကြောင်းပြောဆိုသည်ကိုကြားလိုက်ရသည့်ထိုနေရာတွင်လှပသောအမျိုးသမီးကားမော်ဒယ်များနှင့်စိန်ခံကားများအားလုံးရှိနေခဲ့သည်ထိုမျိုးသားကကင်းသည်ပတ်စံသုံးစွဲရန်ကောင်းမွန်သောနေရာဖြစ်ကြောင်းသဘောပေါက်လိုက်သောကြောင့်ကားပြပွဲနေရာသို့ချက်ချင်းရောက်လာခဲ့သည်ထိုမျိုးသားထိုနေရာသို့ရောက်သည့်နှင့်အလှဆုံးအမျိုးသမီးကားမော်ဒယ်ကိုလူများစွာဝန်းရံနေသည်ကိုတွေ့လိုက်ရသည်သူသည်ချက်ချင်းပင်ဤအမျိုးသမီးကားမော်ဒယ်ကိုသူ၏ချစ်သူဖြစ်စေရန်ဆုံးဖြတ်လိုက်သည့်ထို့ကြောင့်သူကသူမအားချစ်သူဖြစ်လိုရန်မေးခဲ့သည်သို့တော်မော်ဒယ်ကတစုံတဦးသည်သူ့အတွက်ဒေါ်လာ3သိန်းသုံးစွဲခဲ့တော်လဲသူမ၏ဖုန်းနံပါတ်အချက်လက်ကိုပင်မရရှိခဲ့ကြောင်းပြောခဲ့သည်ထိုမျိုးသားသည်လုံးဝအရေးချင်းမမိဟုသူမထင်ခဲ့သည်ပတ်ဝန်းကျင်မှလူများသည်ထိုမျိုးသားကိုရေမောစတင်ခဲ့ကြတော်လဲထိုမျိုးသားကအရှုံးမပေးဘဲဤနေရာရှိလူအလုံးပေါင်းထားသည့်ထက်ပင်သူကပို၍ချမ်းသာသည်ဟုပြောခဲ့သည်ဤစကားကိုကြားပြီးနောက်လူတိုင်းကထိုမျိုးသားလိန်ညာနေသည်ဟုထင်ခဲ့ကြသည်ထိုမျိုးသားတကယ်ချမ်းသာခြင်းရှိမရှိစမ်းသက်ရန်အတွက်ထိုမျိုးသမီးကရိုးရွိုက်စကားကိုလက်ညှိုးထိုးပြပြီးထိုမျိုးသားကကားကိုဝယ်ယူနိုင်ပါကသူမသည်သူ၏ချစ်သူဖြစ်ရန်ဆန္ဒရှိမည်ဟုပြောခဲ့သည်ထိုအချိန်တွင်ထိုမျိုးသား၏ချစ်သူဟောင်းနှင့်ချမ်းသာသောလူငယ်တဦးထိုနေရာသို့ရောက်လာခဲ့သည်ချစ်သူဟောင်းကထိုမျိုးသားတွင်ပတ်စံလုံးဝမရှိကြောင်းလူတိုင်းကိုပြောပြခဲ့သည်သူမကထိုမျိုးသားသည်လူအတိုင်းဝိုင်း၏အောက်ဆုံးလွှာတွင်သာနေထိုင်ရန်ထိုက်တန်သည်ဟုပြောကာရေမောခဲ့သည်လွန်ခဲ့သည့်3ရက်အကြာတွင်ထိုမျိုးသားသည်သူ၏ချစ်သူကိုလက်ထပ်ခွင့်တောင်းရန်သူ၏စုဆောင်းငွေအားလုံးကိုသုံးစွဲခဲ့သည်သူ၏ချစ်သူကိုကားတစ်စီးနှင့်လဲဆွဲတစ်ခုပေးရန်ရည်ရွယ်ခဲ့တော်လဲသူ၏ချစ်သူကထိုလက်ဆောင်များကိုတန်ဖိုးမရှိဟုထင်ကာနောက်သို့လှည့်ကာချမ်းသာသောလူငယ်နှင့်အတူထွက်ခွာသွားခဲ့သည်အထင်သေးခံရပြီးနောက်ထိုမျိုးသားသည်မြစ်ကမ်းနားသို့သွားခဲ့သည်သူမြစ်ထဲသို့ခုန်ဆင်းတော်မူအချိန်တွင်သူ၏ချမ်းသာသောအဖိုးကသူ့ကိုရှာတွေ့ခဲ့ပြီးချက်ချင်းဒေါ်လာ9ဘီလီယံပေးခဲ့ခြင်းဖြစ်သည်သို့သောယနေ့သူ၏ချစ်သူဟောင်းနှင့်ထပ်မံတွေ့ဆုံသောအခါထိုမျိုးသားကသူမကိုလစ်လျူရှုခဲ့တော်လဲချမ်းသာသောလူငယ်ကသူ၏ပိုင်ဆိုင်မှုများကိုထုတ်ဖော်ကြွားဝါရန်ရောက်လာခဲ့သည်ထိုမျိုးသားကမခံရနိုင်တော့ဘဲကားမော်ဒယ်အားစိန်ခံကားများကိုမိတ်ဆက်ပေးရန်ချက်ချင်းတောင်းဆိုခဲ့သည်ကားမော်ဒယ်ကပထမဆုံးစိန်ခံကားကိုမိတ်ဆက်ပေးသောအခါထိုမျိုးသားကအလွန်ဈေးပေါ်သည်ဟုထင်ခဲ့သည်ထို့နောက်ကားမော်ဒယ်သည်စိန်ခံကားများစွာကိုစက်တိုက်မိတ်ဆက်ပေးခဲ့သည်ဒေါ်လာ20တန်တမိုးရှိနောက်ဆုံးစိန်ခံကားကိုမိတ်ဆက်ပေးပြီးနောက်ထိုမျိုးသားကစိန်ခံကားများအားလုံးကိုချက်ချင်းဝယ်ယူလိုကြောင်းပြောခဲ့သည်သူသည်ကားအားလုံးကိုထိုလှပသောအမျိုးသမီးကားမော်ဒယ်အားပေးလိုခဲ့သည်သို့သောလူတိုင်းကထိုမျိုးသား၏ကတ်ထဲတွင်ပတ်စံမရှိဟုထင်ခဲ့ကြသည်ထို့နောက်သူတို့ကမန်နေဂျာကိုခေါ်ပြီးငွေပေးချေရန်အတွက်ကတ်ကိုထိုနေရာတွင်ပင်ပုတ်ဆွဲခိုင်းခဲ့ကြသည်ငွေပေးချေမှုအောင်မြင်ကြောင်းအတန်မြည်လာသောအခါလူတိုင်းမြင်တက်သွားခဲ့ကြသည်ချစ်သူဟောင်းကဤမြင်ကွင်းကိုမြင်သောအခါသူမသည်ထိုမျိုးသားနှင့်ပြန်လည်ပေါင်းထုတ်ရန်ချက်ချင်းတောင်းပန်ခဲ့သည်